လိုက်တဲ့မိတ်ကျင်ညာတာနဲ့မြေတားရက်ခတ်ပန်ကြားချက်အပေါ်မှာမီဒီယာများအနေဖြင့်ထပ်ဆင့်မိကိုများမေးမြန်းလိုပါကမေးမြန်းနိုင်ပါရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာပြင်ကြောင်းသားတွေကိုဟိုကန်ကိုလန်ပြန်ပြန်ရှင်းကြတယ်ဆိုဒီကိစ္စပါဘယ်လိုပုံစံဒီကြောင်းသားတွေကိုကြောင်းပြီးတော့စစ်စစ်ဆောင်ရွက်ဖို့စီစဉ်ရှိတယ်ဆိုတာသိချင်ပါတယ်ဒီရန်ကုန်ဟာခါမန္တလေးဟာခါဒီလိုက်ကားပဲအားလုံးပေါ့နော်ဒီဥစ္စာတွေရဲ့ရှင်းပြချင်တယ်ဒီ YouTube ပညာပေးဒီဆိုင်နဲ့ဒါမှမဟုတ်ဒီယောဂဖြစ်မှာပဲစစ်ဆေးရမှာဒီမဖြစ်ခင်လေးမှာဒီချက်ကလောက်ချင်တဲ့လူများရှိဘယ်လိုလုပ်ရလဲဆိုတဲ့ဟာလေးဟိုလုပ်ပေးစီစဉ်နေစကိုင်းတိုင်းအဝင်ပေါ့နော်စကိုင်းတိုင်းအဝင်ကဟိုဒီမိနစ်ကျတော့သူကချက်ချင်းတည်င်းထွက်လာတဲ့အခါမှာဒီဝင်ကြီးချုပ်ရဲ့လမ်းညွှန်မှုတွေသူပိတ်တာဖြစ်ပါတယ်အဲ့ဒါလည်းည7 နာရီခွဲမှအဖြစ်တည်တယ်အဲ့ဒါနဲ့လူတွေကထိတ်လန့်ပြီးတော့ပိတ်ဆို့မှုပေါ့နော်လမ်းအဝင်ထွက်ပိတ်ဆို့တာဖြစ်ပါတယ်ဒီချင်းပြည်နယ်ကနေဆင်းလာတဲ့ကားဒီလူတွေပေါ့နော်အဲ့ဒါကြောင့်ဒီဟာလည်းပဲဟိုကျွန်တော်တို့ခုနလည်းပဲလူမျိုးဝင်ကြီးတွေနဲ့စကိုင်းတိုင်းနဲ့ညှိနှိုင်းပါတယ်ဒါကကျွန်တော်တို့တစ်ဖက်လုံးရတဲ့ကိစ္စမဟုတ်ပဲねနှစ်ဖက်ပေါင်းလုံးမှရမယ်ကိစ္စဖြစ်တယ်အဲ့ဒါကြောင့်ခလီဒီတကယ်လို့ယူအိမ်ပြန်မဲ့ခလေးတွေဆိုရင်တော့သူတို့စစ်စစ်ပြီးတော့ပြန်ခိုင်းမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်လူတိုင်းဒီတိုင်းလို့ရင်အကုန်ပါလာနိုင်တယ်။စစ်စစ်မှုလုပ်ဖို့အဓိကဖြစ်ပါတယ်။တော်တော်များများလဲသွားလို့ရတယ်လို့တော့ကြားပါတယ်။တခြားကားလမ်းတွေကြတော့အမှားတော့ဒီချင်းပြည်နယ်နဲ့စကိုင်းတိုင်းဝင်ကျွန်တော်တို့စကိုင်းတိုင်းချင်းပြည်နယ်ပြည်နယ်အစိုးရရဲ့ကွက်ကဲမှုတခုချင်းစီပေါ့အဝင်အထွက်တွေကအဓိကဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဖက်မှာလည်းပဲအဝင်နောက်ပိုင်းမှာအဝင်ကိုပြန်ချစ်ချက်ဖို့လိုမယ်ဒီဒါပေမဲ့ပိတ်ဆို့မှုအဆင့်တော့ကျွန်တော်တို့မလုပ်တာကဒီအခုကအဝင်ထွက်ချစ်ချက်ပြီးတော့ကျမိုင်းနဲ့ပေါင်းပြီးတော့စစ်ဆေးမယ်ဆိုရင်ကျွန်တော်တို့လူနာယောဂပါလာမပါလာသိဖို့ပဲလိုပါတယ်ပိတ်ဆို့တဲ့အဆင့်ဆိုရင်ဟိုဒီအဆင့်နဲ့ကြော်လိုက်ပေါ့နော်တခြားယောဂါတွေတွေ့မယ်ဆိုရင်တော့ဒါတော့မဖြစ်မနေလုပ်ရမယ်ကိစ္စဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော်အနေနဲ့ဖြစ်တဲ့နေရာအနီးကြတဲ့နေရာလောက်ပဲlockdown လုပ်ပြီးတော့ကျန်တဲ့ဟာတွေကိုကျွန်တော်တို့အနည်းကကြည့်ကြနေထိန်ချုပ်ချင်းဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဖိတ်ကြားလိုပါတယ်ပြီးတော့ယောဂါဖြစ်ပြီးမှဆိုတဲ့ဟာကတော့ကျွန်တော်တို့အနေနဲ့ဒီကျန်းမာရေးဦးစီးဌာနအနေနဲ့လည်းပူးပေါင်းပြီးတော့ကြည့်ချက်ပြီးတော့စစ်ဆေးခဲ့ပါတယ်ဒီဟာကတခြားနဲ့မတူတာကသူ့မှာနိုင်ငံခြားနေသူကဒီယောဂါဒီမိုးပေါ်လည်းမချဘူးလေရနေလည်းမလာဘူးလူနဲ့ပဲတည်လာတာဆိုတော့အေးအဝင်ထွက်ကိုပဲအဓိကထားပြီးတော့ကျွန်တော်စစ်ဆေးတာဖြစ်တယ်ပြီးတော့ကြားထဲမှာကျွန်တော်တို့မတင်ကာတာရှိရင်ခုပြည်သူတွေလည်းကျွန်တော်ပန်ကြပါတယ်မတင်ကာဖွဲ့ရရှိရင်တော့ချက်ချင်းအတိပြဖို့တရင်ပို့ဖို့အရေးကြီးပါတယ်မဟုတ်ဘဲနဲ့ဟိုတခြားယောဂါတွေလို့လိုက်စစ်ပြီးတော့သွေးပုံချင်းပါငယ်လုပ်ဖို့တော့အဲ့လောက်ကြီးတော့မလိုဘူးပေါ့နော်အဲ့ဒါကြောင့်ပုံမှန်မဟုတ်တာရင်ပြီးတော့နိုင်ငံခြားပြန်လာတာတွေတွေ့ရင်ဒါကိုချက်ချင်းတရင်ပို့ရင်ကျမိုင်းဌာနအနေနဲ့ချက်ချင်းလာပြီးတော့စမ်းသပ်ပြီးမှဖြစ်ပါတယ်သူ့မှာ favor တက်တယ်ဟိုမတင်ကားဖွဲ့ရရှိရင်တော့ကျွန်တော်တို့24နိုင်ပေါ့နော်ဆောင်ရွက်ဖို့အဆင့်သင့်ဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဖော်ပြလိုပါတယ်ဒါလူထုပညာပေးမှုပုံစံကတော့ဒီ COVID-19 စပြီးတော့ကျွန်တော်သတင်းရကလေးကဒီ speaker တွေနဲ့လည်းကြီးညာတယ်။နောက် pamphlet တွေကျွန်တော်တို့ဝေတာတွေရှိပါတယ်။နောက်တစ်ခါ billboard တွေထောင်တယ်။ poster တွေဝေတာရှိပါတယ်။ဒီနေ့ဆိုပဲဒါဟောပြောပွဲတွေနဲ့နေရာစုံကဏ္ဍစုံအလွှာစုံမှာကျွန်တော်တို့ဆောင်ရွက်ခဲ့တာရှိပါတယ်။အခုလည်းကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံးရောကျွန်တော်တို့ချင်းပြည်နယ်ရောသက်ဆိုင်ရာဒေသအလိုက်ပေါ့လေဘာသာစကားဟာခါစကားဖလန်စကားတီးတင်စကားဒီလောက်ထိကျွန်တော်တို့ဟိုဒီဘာသာပြန်ဆိုပြီးတော့ဒါကျွန်တော်တို့ဟိုဒါလူထုကြားတွေကိုဖြန့်ဝေပေးဖို့ကျွန်တော်တို့စီစဉ်ဆောင်ရွက်လက်ရှိပါတယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ရဲ့ကျန်းမာရေးအားကစားဝန်ကြီးဌာနနဲ့အတူအခြားတို့ကျွန်တော်တို့ရဲ့မိဖက်အဖွဲ့အစည်းများဖြစ်တဲ့ Save the Children တို့ MSI တို့နောက်ကျွန်တော်တို့ UNICEF တို့ကလည်းပူးပေါင်းပါဝင်ဆောင်ရွက်ရရှိပါကြောင်းဆက်လက်ပြီးတော့လည်းပို့ပြီးတော့အားဖြည့်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းလည်းဖြေကြားလိုပါတယ်နောက်တစ်ခုက
မဖြစ်ခင်က check up လုပ်ကြမလားဒီကိစ္စဖြစ်ပါတယ်အဲ့ခါကျတော့ကျွန်တော်တို့ကဒီ nasopharyngeal swab ကိုကျွန်တော် level အကောင်တိုးဘက်ပေါ့လေဒါကိုယူပြီးတော့စစ်ဆေးတဲ့အခါမှာကျွန်တော်တို့ဒီ National Health Laboratory အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာနကနေပြီးတော့စစ်ဆေးတဲ့စစ်ဆေးမှုဟာတကယ်ကိုအဆင့်မြင့်ပြီးတော့တိကျတဲ့စစ်ဆေးမှုဖြစ်ပါတယ်အဆင့်မြင့်ပြီးတော့တိကျတဲ့စစ်ဆေးမှုအနေအထားမှာကျွန်တော်တို့ကဒီလိုမျိုးစစ်ဆေးတော့မယ်ဆိုရင်ဒါကျွန်တော်တို့ဒီစစ်ဆေးဖို့အတွက်ရှိတဲ့ reagent တွေရဲ့ပမာဏအတိုင်းအတာတွေလည်းကျွန်တော်တို့ကသူအတိုင်းအတာနဲ့သူရှိပါဒါကြောင့်ဘယ်လိုလူကိုဒီလို nasopharyngeal swab နဲ့စစ်ဆေးမလဲဘယ်လိုလူကိုဆိုဖြင့်တော့ဘယ်လို clinically ကြည့်မလဲဆိုတဲ့ဥစ္စာတွေကကျွန်တော်တို့ရဲ့ညွှန်ကြားချက်တွေ guideline တွေရှိပါတယ်ဒါကြောင့်ခုနကမေးတဲ့မေးခွန်းမှာမဖြစ်ခင်အောင် check up လုပ်ကြမလားဒါတွေနဲ့ test kit တွေ test kit ကတော့အခုလောလောဆယ်ဒီခွင့်မပြုသေးပါဘူးစစ်ဆေးကြမလားဆိုတဲ့ဥစ္စာကတော့ကျန်းမာရေးနဲ့အားစားဝန်ကြီးဌာနကနေပြီးအချိန်နဲ့တပြေးညီထုတ်ပြန်လာမဲ့ညွှန်ကြားချက် guideline များနဲ့အတူကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြေကြားအပ်ပါတယ်ကျေးဇူးတင်ပါတယ်နော်ကားလိုင်းတွေအခုမနေ့အစောကြီးဝင်တယ်တချို့ဟာတွေလည်းညတကောင်မှဝင်လာရှိအဲ့ဒါတွေကိုကျွန်တော်တို့ခဏတော့မျိုးအဝင်လို့ဟာခမျိုးအဝင်လို့တားဖို့ရှိတယ်ကျွန်တော်မနေ့9နာရီထက်မစော10နာရီထက်မစောပေါ့နော်အဲ့စောဝင်အပြင်မှာပဲခဏရက်နေကြံတဲ့ကျွန်တော်ကျမ်းမာရေးဝန်ထမ်းတွေစစ်ဆေးနိုင်တယ်9နာရီတို့10နာရီတို့ကျမှtester နဲ့စမ်းပြီးမှကျွန်တော်တို့အဲ့လိုဝင်ခိုင်းဖို့စဉ်းစားထားပါတယ်အားလုံးကို complete set တော်တော်လုပ်ဖို့ခက်တဲ့အတွက်ပုံမှန်စမ်းတဲ့ဟာမျိုးနဲ့လုပ်ပါမယ်ထန်တလန်ဘက်ကဝင်တော့ဖလန်ကရောအဲ့လိုလီတော့ကျွန်တော်တို့စီပင်ကိုလမ်းညွှန်ထားတယ်နောက်ပြီးတော့လူတူသိအောင်ချင်းဘာသာနဲ့မြန်မာဘာသာနဲ့ဒီအခုနိုင်ငံတော်ကထုတ်ပြန်တဲ့အသိတဲ့ဟာတွေပေါ့ဗီနိုင်းနဲ့အကြီး၃ချက်ကျွန်တော်ဟာခါမှာလုပ်ဖို့စီစဉ်ထားတယ်နောက်ပြီးတော့စာရွက်အသေးလေးတွေနဲ့လည်းနေရာတော်တော်များများမှာလူတွေလိုက်နာကျင့်သုံးမဲ့ဟာလေးတွေကိုကျွန်တော်တို့ကြော်ညာပေးထားတယ်နော်လက်စိတ်ကလည်းကျွန်တော်တို့ဒီရုံးအဝင်ထွက်တွေနောက်ပြီးတော့ဒီထွေအုပ်ရုံးတို့နောက်ကျွန်တော်တို့အများသူငါရှိတဲ့စီပင်ဈေးတို့နောက်ပြီးတော့ဟောဟာခါထာလမ်းဆောင်တို့အဲ့ဒီမှာလည်းဒီလက်စိတ်ပေါ့အကန်တွေအားချင်းကျွန်တော်တို့လုပ်ပြီးတော့လက်စိတ်မဲ့စနစ်တွေပိုးတက်တဲ့စနစ်တွေဒါလေးတွေကိုအတက်နိုင်ဆိုကျွန်တော်ပြင်နေဆိုကဆောင်းရပါမယ်နော်နောက်ပြီးတော့အရေးပေါ်စားသုံးနိုင်အောင်အကြောင်းမျိုးကြောင့်ဆိုရင်လည်းဒီတောင်ပိုင်းမှာစိုက်တထောင်မြောက်ပိုင်းအတွက်စိုက်တထောင်ပေါ့ကျွန်တော်အဲ့လိုဝယ်ဖို့လည်းအားချင်းအခုလုပ်နေတောင်ပိုင်းအတွက်ဆိုမင်းတပ်မှာကျွန်တော်စိုက်တထောင်ပုံမယ်ဒီမြောက်ပိုင်းအတွက်ဆိုရင်ကျွန်တော်ဟာခါမှာ900တိတိမှာ900ပုံမယ်အဲ့လိုလေးအရေးပေါ်လုပ်ထားတယ်နော်နောက်ထပ်ရတဲ့ budget ပုံမှုတွေလည်းဆက်ပြီးတော့စံစီစားလေးလုပ်ပြီးတော့ကျွန်တော်လှောင်မယ်နော်ဟုတ်ကဲ့အခုတို့ဒီနေ့ကျွန်တော်အကုန်လုံးဟာခါမျိုးပတ်ကြည့်တော့ဟုတ်ကဲ့ဒီလူတွေကနေအရင်ဆွေးနွေးကြတော့တို့ကဆိုင်လီရောစီရောပေးပြီးတော့ဒါလေးဝေလာပြီးတော့ဒီစည်းကအားတက်သွားဟုတ်ကဲ့ဆိုတော့ဒီဥစ္စာကတော့ဒီကုန်စည်မှုမတက်ဘူးဟာဘယ်လိုချင်းချောက်လို့ရမလဲပြင်ရောဒီကုန်ကားတွေကအဲ့လိုသွားလာပြီးရရင်တော့အဲ့ဒီဈေးကြီးကြီးပြီးတော့အဲ့လိုဝေနေကြတာကဟိုဘယ်လိုသဘောရတယ်ပေါ့နော်ဟိုဒီဒီဖက်ကနေကျွန်တော်တို့ကအခုနေရာတိုင်းမှာအဲ့လိုပဲတစ်ခုခုဖြစ်ပြီဆိုရင်ချက်ချင်းပုံစံလုံးတက်ဖို့အဲ့လိုဖြစ်တယ်ကျွန်တော်တို့ကအခုကဒီမင်းတဲ့ဂန်ကောဘက်ကတက်လာမယ်လမ်းကြောင်းကလေးဘက်ကတက်လာမယ်လမ်းကြောင်းပေါ့ဆိုတော့အခုကလေးမှလည်းကျွန်တော်ဆံဝယ်ဖို့လုပ်တဲ့ခါကျတော့နည်းနည်းလေးခက်ခဲသွားတယ်အဲ့ဒါကိုကျွန်တော်ပကုတ်ကူမှာဟိုစိုင်း2000ဆိုတော့လေပကုတ်ကူမှာပဲဝယ်တယ်ပကုတ်ကူဝယ်ပြီးတော့မင်းတပ်ကို1000ပို့မယ်ပကုတ်ကူအဲ့ဒီပကုတ်ကူကနေပြီးဂန်ကောဘက်ကဒီဘက်ကို1000ဟိုဘက်ကိုလည်းပို့မယ်အဲ့လိုလေးလုပ်ထားတယ်ဆိုတော့နောက်ထပ်ဆန်စည်းမတက်အောင်လဲကျွန်တော်တို့ဒီစံကုန်တင်ကြီးများအသင်းဒါလေးနဲ့လည်းဒီပြည်တော်စုအစင်ကညှိပေးပြီးမှလိုရင်အဲ့ပြည်တော်စုအစင်ကညှိတဲ့အားနဲ့စံကုန်တင်ကြီးများအသင်းနဲ့နောက်ပြီးတော့အခုနဆန်စီစာပဲအားလို့ငရုတ်ချက်တော့ဒါလေးလိုရင်အဲ့ဒီပြည်တော်စုနဲ့ညှိပြီးတော့မှကျွန်တော်တို့ဝယ်နိုင်အောင်လုပ်မယ်ဒီကုန်စည်နှုန်းမြင့်နေဆိုတာကုန်သည်တွေရဲ့တစ်ခါလေကျတော့သူတို့ရဲ့လိုအပ်ချက်သူတို့ရဲ့လောဘတွေကြောင့်ကြီးသွားတာဖြစ်တယ်ဒီအားကြောင့်ချက်ချင်းကြီးစားတော့မရှိဘူးเนาะအဲ့ဒါတော့လေသိစိုးကြောင်းကြတာမရှိဘူးနောက်ကုန်ကားတွေကိုကျွန်တော်မပိတ်ဘူးကုန်ကားလာလိုက်လို့ရှိရင် driver တယောက်နဲ့ spare တယောက်နှစ်ယောက်ပဲပါတာလေသူတို့ကျွန်တော်သေချာစမ်းမှာပေါ့အဲကြောင့်ဝင်လာတဲ့အချိန်ကိုကျွန်တော်ညတကောင်ဝင်လာတော့ဘာလို့ကျွန်တော်ပိတ်မယ်သူတို့9နိုင်10နိုင်လောက်လာစနစ်ကြစစ်ပြီးတော့အဲ့ဒီဟာကိုလည်းအဆက်မပြောင်းကုန်စည်စစ်စစ်မပြောင်းကျွန်တော်လုပ်အဲ့လိုလေးမှတ်ထားပါနော်ကုန်စည်နှုန်းတို့ဘာတို့ကဒီလိုဟာမျိုးဆိုရင်လူတွေကစိတ်ပူပြီးတော့စိတ်ပူလို့တာဒီလိုဖြစ်သွားတာအမှန်တော့ခုအစိုးရအနေနဲ့လည်းပဲဒီmass အပြင်ကိုအစားတောက်တွေပါပေါ့နော်ကျွန်တော်တို့တီချာလေးစီမံခန့်ခွဲပြီးလုပ်မယ်ဆိုရင်ဘာမှစိတ်ပူစရာတရက်နှစ်ရက်ကလွယ်အရင်တော့2015တုန်းကကျွန်တော်တို့တဘာဝပြီးဖြစ်တယ်အဲ့ဒါကျတော့လမ်းပြူချင်းပေါ့နော်မြေပြူတာမျိုးကတော့ချက်ချင်းဖောက်လို့မရဘူးဒီဟာကျတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်အနေနဲ့ပေါ့ပြည်သူများဟိုအတိပေးစီချင်တာကတော့ဒီဘာပဲဖြစ်ဖြစ်
ချင်းမရှိတာကတော့ဟိုခုနပြောတော့စိတ်ပူလို့ကိုစာနေစည်းတက်တယ်ဆိုပြုတ်သွားတာမဟုတ်လောင်ထားလို့အဲ့ဒါကြောင့်ကျွန်တော်နိုင်ငံတော်အဆင့်အနေနဲ့လည်းပဲစံကုန်လေးချင်းမြောက်အတင်းရှိတယ်တချို့စီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းပဲကျွန်တော်တို့အလုပ်ငန်းရှင်တွေနဲ့ညှိနှိုင်းထားပါတယ်အမျိုးသားကော်မတီအနေနဲ့လည်းဒီလ16ရက်နေ့မှာအစည်းအဝေးလုပ်ပြီးသားဖြစ်ပါတယ်အဲဒါကြောင့်ဒီစီးပွားရေးဘက်ကလည်းမရှုပ်ရုပ်သွားအောင်ပေါ့နော်ကျွန်တော်စီမံကိန်းတွေရှိပါတယ်ခုလုပ်ငန်းရှင်တွေပြီးတော့အစားတောက်ပြတ်လက်မှုမရှိအောင်လည်းပဲပြည်ထောင်စုအဆင့်ဒီပြည်နယ်အစိုးရတစ်ခုတည်းမဟုတ်ပဲနဲ့ဆောင်ရွက်နေတယ်အဲဒါကြောင့်ဒီ mass အနေနဲ့လည်းပဲစိတ်ပူစရာမရှိဘူးအခုလောလောဆယ်မှာကျွန်တော်တို့Bruce Sky အနေနဲ့လည်းပဲကျွန်တော်တို့ကန်လန့်ထားပြီးသားဖြစ်ပါတယ်လို့ကျွန်တော်ပြန်လည်ပြချက်ချင်ပါတယ်သူဖြတ်တန်းသွားလာခဲ့တဲ့အတိုင်းအတာမှာရှိတဲ့ကျွန်တော်တို့ထိတွေ့ခဲ့တဲ့လူစင်းကိုလည်းကျွန်တော်တို့အခုအတိုင်းအတာတစ်ခုကျွန်တော်ရပြီဖြစ်ပါတယ်ရတဲ့လူတွေကိုလည်းကျွန်တော်တို့အကုန်လုံးသက်ဆိုင်တဲ့နေရာမှာ home quarantine လုပ်ထားပါတယ်အခုလောလောဆယ်ဒီမီဒီယာနဲ့ရှင်းလင်းတင်ပြနေတဲ့အချိန်ထိအားလုံးကအခြေအနေကောင်းပါတယ်သူရဲ့အမိကိုလည်းအဲ့ခုနကကတဲရွာမှာရှိတဲ့ဒီဟိုနိုင်ငံသားမှာသွားပြီးတော့အိမ်အလွတ်တစ်ခုရှိပါတယ်အဲ့မှာတီးခြား quarantine ထားပြီးတော့ home quarantine လုပ်ပြီးစောင့်ကြည့်တဲ့ရှိကြောင်းကျွန်တော်အနေနဲ့ဖြေချအပ်ပါတယ်ဒါအခုနောက်ဆုံးအခြေအနေဖြစ်ပါတယ်ကျွန်တော်လည်း message တွေကျွန်တော်စီဝင်နေတာလေးကိုဖြေချခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ mask နဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်mask ကတော့ကျွန်တော်တို့နိုင်ငံမှာထုတ်လုပ်တာမရှိပါဘူးကျွန်တော်နိုင်ငံမှာထုတ်လုပ်တာမရှိတဲ့အခါကျတော့နိုင်ငံခြားကနေကျွန်တော်တို့ကတင်သွင်းရတာဖြစ်ပါတယ်နိုင်ငံခြားကနေရောတင်သွင်းရတဲ့အခါမှာအခုလောလောဆယ်မှာတင်သွင်းတဲ့ကုမ္ပဏီတွေကနေပြီးတော့ကျွန်တော်တို့ဒါရရှိအောင်ဒါကျန်းမာရေးအားသာဝင်ဌာနလည်းကျွန်တော်တို့အများအားဆွေးနွေးနေတဲ့အထက်မှာပါပါတယ်အတန်းနိုင်ဆုံးနှီးမျိုးစုံနဲ့ကျွန်တော်တို့ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်ပုံမှန်ကျွန်တော်တို့ဒီစေကုမ္ပဏီတွေကနေပြီးတော့တင်သွင်းတဲ့လမ်းကြောင်းအားတော့နောက်ထပ်ရှိသောပုဂ္ဂိုလ်များကလည်းနိုင်ငံတကာနဲ့ဆက်ဆက်ပြီးတော့ဒါဆက်ဆက်တဲ့စွမ်းအားရှိတဲ့အလှူရှင်ကြီးများလည်းရှိပါတယ်ဒါမျိုးနဲ့ဒီမျိုးစုံနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့ရအောင်ဒါကြိုးစားလျက်ရှိပါတယ်အဲဒါကြောင့်လောလောဆယ်အနေထားမှာတော့ခုနကပြောသလိုပါပဲဈေးတွေတက်သွားတယ်ဟိုပတ်စံပြီးတော့မှဝယ်လို့မရဘူးပေါ့နော်အဲ့လိုအနေထားကြီးဖြစ်ပါဘာကြောင့်လဲဆိုတော့ဒီပြဿနာကကျွန်တော်တို့နိုင်ငံဒါမနေ့ကစတွေ့တယ်ကျွန်တော်တို့အနီးနားနိုင်ငံတွေမှာတော့ဆော့တွေ့ခဲ့ပြီဆိုတဲ့အခါမှာအဲ့ mask ရဲ့ဟိုပေါ့ဝယ်လိုအားကြီးသွားတဲ့အခါမှာအခြားထုတ်တဲ့နိုင်ငံတွေကလည်းသူတို့နိုင်ငံတွေမှာလည်းသုံးတာများပြီးတော့ကျွန်တော်တို့စီကိုသွင်းလာတဲ့ imported ဒီပြဿနာလေးရှိပါတယ်အတက်နိုင်ဆုံးကြိုးစားပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေပါတယ်ဆိုတဲ့အကြောင်းဒါဆွေးနွေးတင်ပြလိုပါတယ်နောက်တစ်ခုကတော့ခုနစမ်းသပ်မှုကုသမှုဆိုတဲ့အတိုင်းတာဖြစ်ပါတယ်ကျွန်တော်တို့ယမန်နေ့ကအထိကျွန်တော်တို့ဒါဟိုအချက်လက်တွေရာဒီယောဂဘုခန္ဓာကိုယ်တွေကိုဝင်ရောက်လာခဲ့ရင် mild moderate severe သုံးခုရှိပါ mild ဆိုတော့ခံစားမှုပျော့ပျော့လေးပေါ့ moderate ဆိုတော့အတိုင်းတာ severe ကတော့ပြင်းထန်တာပေါ့လူရောက်တရားမှာ81%ရာခိုင်နှုန်းက mild ပါဆိုတော့ကဟိုယောဂလက္ခဏာပြင်းပြင်းထန်ထန်မခံစားဘူးထိထိခိုက်ခိုက်မခံစားဘူးဖြစ်ပါ14%ရာခိုင်နှုန်းကတော့ကျွန်တော် moderate ပါခုနက mild တော့မဟုတ်ဘူးအတိုင်းတာတစ်ခုတွေဖြစ်လာပါအဲ့ရနေရော 5% 9%ရာခိုင်နှုန်းကတော့ severe ပါယောဂပြင်းထန်တဲ့အဆင့်ဖြစ်ပါအဲ့တော့ဒီကနေ့အထိနိုင်ငံတကာရဲ့ဒါကျွန်တော်တို့ရှေ့မှာထိတွေ့ဖြစ်ပေါ်နေတဲ့နိုင်ငံတွေရဲ့အနေအထားကိုကြည့်လိုက်တဲ့အခါမှာခုနအချိုးအစားကိုဒါကျွန်တော်တို့ဟိုသုံးသက်ရရှိပါတယ်အဲ့ဒီခါမှာလည်းခုနကဟိုတည်ဆုံမှုနှုံးတွေပါတွေကိုကြည့်လာတဲ့အခါမှာလည်းအသက်အရွယ်ကြီးရင်းတဲ့သူတွေနောက်တစ်ခုကယောဂအခမ်းရှိတဲ့သူတွေမှာပဲအများစုဒါဖိတ်စင်တာတွေတွေ့ရပါတယ်ဒီဘက်ကနေတော့ဖိတ်စင်တာတော့နည်းပါတယ်အဲ့တော့ဒါကကျွန်တော်တို့ယောဂရဲ့ဟိုပြင်းထန်မှုလို့ကျွန်တော်တို့ပြောရမှာပေါ့နော်မာရီက81ရာခိုင်နှုန်းမော်ရီက14ရာခိုင်နှုန်းစီဗီက9ရာခိုင်နှုန်းဖြစ်ပါအဲ့တော့ဒါကျွန်တော်တို့ဒီမှာလည်း clinical management committee ရှိပါ clinical management committee ဆိုတာပြည်နယ်အဆင့် clinical management committee ရှိတယ်သက်ဆိုင်ရာမြို့နယ်လိုက်မှာသက်ဆိုင်တဲ့ဆရာဝန်ကြီးတွေအထူးကုတွေပူးပေါင်းထားပြီးတော့ clinical management committee ရှိပါတယ်ကျွန်တော်တို့ပြည်တော်စုမှာလည်း clinical management committee ရှိပါတယ်အဲ့ခါကျရင်ဘယ်လိုလူနာကိုဖြင့်ဘယ်လိုဆေးနဲ့ကုသမယ်ဘယ်လိုနဲ့ဆောင်ရွက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့ guideline တွေရှိပါတယ်အဲ့ဒီတိုင်းအတက်နိုင်ဆုံးဆောင်ရွက်သွားဖို့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်အဲ့တော့လိုအပ်လာခဲ့မယ်ဆိုရင်ဆေးတွေလိုမလားထိုးဆေးတွေလိုမလားတောက်ဆေးတွေလိုမလားကျွန်တော်တို့အခုချိန်မှာအတိုင်းအတာတစ်ခုထိရှိပါတယ်ထပ်မံပြီးတော့လည်းကျွန်တော်တို့ collect
စုဆောင်းနေတဲ့အတိုင်းသာဖြစ်ပါတယ်နိုင်ငံတော်ကထောက်ပံ့တာကိုလည်းကျွန်တော်တို့ဒါတင်ပြတောင်းဆိုထားသလိုနိုင်ငံတော်ကထောက်ပံ့ပေးမယ်လို့ကျွန်တော်တို့သိရှိထားတာရှိသလိုအများပြည်သူရဲ့လူဒန်းမှုကိုလည်းကျွန်တော်တို့ကဒါဖိတ်ခေါ်လိုပါတယ်ဒါအားလုံးအတွက်အကျိုးရှိတဲ့ကိစ္စရဲ့ဖြစ်ပါတယ်ထိုနည်းတူစွာပဲတကယ်ကုသရမယ်ယောဂပြင်းထန်လို့ကုသရမယ်ဆိုရင်လိုအပ်တဲ့အသက်ရှူစက်တွေပါရအခုကျွန်တော်တို့ကဝင်ကြီးလည်းသိပါတယ်ကျွန်တော်တို့စီကိုရောက်လာတော့မှဖြစ်ပါတယ်ဟိုကနေရန်ကုန်ကနေပို့ပေးဖို့ကျွန်တော်တို့ဆောင်ရွက်နေပြီဖြစ်ပါတယ်ဒီလိုပင်ဖြစ်စေကျွန်တော်တို့နိုင်ငံတော်ကလည်းစီမံဆောင်ရွက်မယ်ဖြည့်ဆည်းပေးမယ်အများပြည်သူကလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ဖြည့်ဆည်းပေးမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်မယ်လို့လည်းကျွန်တော်အနေနဲ့ဖြေကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ကိုရိုနာဗိုင်းရပ်စ် infection ဖြစ်ပါတယ်ဗိုင်းရပ်စ်ဖြစ်ပါတယ်ဗိုင်းရပ်စ်ရဲ့သဘာဝသည်ဗိုင်းရပ်စ်ကိုတတ်တဲ့ဆေးဆိုတာမရှိပါဘူးခင်ဗျအဲ့တော့ဗိုင်းရပ်စ်တစ်ခုကူးစက်ခံရင်ကျွန်တော်ရိုးရိုးတုပ်ကွေးလည်းဗိုင်းရပ်စ်ပဲယာတိတုပ်ကွေးလည်းဗိုင်းရပ်စ်ပဲဗိုင်းရပ်စ်ရဲ့သဘာဝသည်ဗိုင်းရပ်စ် infection တစ်ခုဝင်ရင်ကျွန်တော်တို့ကအဲ့ဒီလူနာကုသတာကျွန်တော်ဆေးပညာခေါ်ကတော့ supported treatment ပေါ့သူရဲ့ခန္ဓာကိုယ်အားကောင်းအောင်ဒီယောဂပူရဲ့တက်တန်းရှိတဲ့ကာလတွေမှာတွန့်ပြန်နိုင်အောင်ကျွန်တော်တို့ကအဓိကကုရတာဖြစ်ပါတယ်ဒါကြောင့်ဒီ COVID-19 နဲ့ပတ်သက်ပြီးတော့ဒီ virus ကိုနိုင်တဲ့ဆေးဆိုတာဒီခုထိကျွန်တော်နိုင်ငံပါတခြားနေရာမှာမရှိသေးပါဘူးအကယ်၍ဒီလိုလူနာရှိလာခဲ့ရင်သူ့ရဲ့ယောဂလက္ခဏာကိုကျွန်တော်တို့သက်သာတဲ့ဆေးသူ့ရဲ့ကိုယ်ကံအားကိုကောင်းတဲ့ဆေးကိုကျွန်တော်တို့ပေးရမှာဖြစ်ပါတယ်ဒါလည်းအတိုင်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ဘာဖြစ်လာလဲဆိုရင်အဲ့ကနေမှ virus ဖြစ်တဲ့နေရာနေပြီးတော့ဘေးနားကနေ bacteria infection တွေဝင်လာခဲ့ပြီဆိုရင်ဒီ bacteria ကိုတတ်တဲ့ antibiotic ပဋိဇီဝဆေးတွေတော့လိုအပ်ပါတယ်အဲ့ခါဆိုရင်ကျွန်တော်တို့အခုဆိုရင် injection sibepine လိုဟာမျိုး azithromycin လိုဟာမျိုးဟာကျွန်တော်တို့လေ့လာနေတဲ့ဖတ်ရှုနေတဲ့ literature စာတွေရဒါနောက်ထပ်ဝင်ရောက်လာမဲ့ bacteria infection ကိုကျွန်တော်တို့ကုသတဲ့ဆေးများဖြစ်ပါတယ် injection sibepine တို့တောက်ဆေး azithromycin တို့ဒါကျွန်တော်ဒီထက်ပိုပြီးအများကြီးရှိအောင်မှာဖြစ်ပါတယ်ကျွန်တော်အနည်းငယ်များပဲတင်ပြခြင်းဖြစ်ပါတယ်တချို့တကယ်သမားတော်ကြီးများအထူးဆောင်ကြီးများကျွန်တော်ထက်ပိုပြီးတော့ကျွမ်းကျင်ပါတယ်ဒီလိုဟာမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စေဝါးတွေကိုလည်းအတိုင်းအတာတစ်ခုထိကျွန်တော်တို့ရှိပါတယ်ထပ်မံပြီးတော့ဖြည့်ထားဖို့တို့လည်းကျွန်တော်တို့စီစဉ်ဆောင်ရွက်ရရှိကြောင်းဖြည့်ကြပါတယ်နော်ဟုတ်ကဲ့လက်ရှိအခြေအနေတွေကိုကျွန်တော်တင်ပြပါမယ်ဒါကတော့ကျွန်တော်ဒီဟာပထမဆုံးကြိုတင်ကာကွယ်ရေးလုပ်ငန်းပေါ့လေပြီးခဲ့တဲ့တောက်ကြနေ့အထိကြိုတင်ကာကွယ်ရေးလုပ်ငန်းအဆင့်အထိရှိတဲ့အချိန်မှာတော့ကျွန်တော်ချင်းပြည်နယ်ဆိုးအဖွဲ့အနေနဲ့ဒီမှာပြည်နယ်ဝန်ကြီးချုပ်ကြီးဦးဆောင်ပြီးတော့ဒီမီဒီယာများလည်းပါဝင်ပါတယ်ဖိတ်ကြားပြီးကျွန်တော်တို့ရှင်းလင်းတင်ပြတာလေးတွေဆောင်ရွက်ခဲ့ပြီးတော့မှအလူငွေလက်ခံမှုအပိုင်းနဲ့ချင်းပြည်နယ်ဆိုးအဖွဲ့ရဲ့မတည်မှုအပိုင်းကိုကျွန်တော်စပြီးဆောင်ရွက်ပါတယ်အဲအချိန်တော့ကျွန်တော်ချင်းပြည်နယ်ဆိုးအဖွဲ့အနေနဲ့ရန်မငွေကျပ်300ပြီးတော့ပြည်သူလူထုရဲ့ထက်ဝင်လှူဒန်းငွေက64သိန်း62သိန်းခန့်ကျွန်တော်တို့ရရှိခဲ့ပါတယ်အဲဒီတောက်ကြနေ့အခြေအနေပေါ့ဒါပေမဲ့ဒီနေ့မနေ့မှာကျွန်တော်တို့ positive တွေ့ပြီဆိုတဲ့အချိန်မှာတော့ကျွန်တော်ချင်းပြည်နယ်ဆိုးအဖွဲ့အနေနဲ့မနေ့က9နိုင်မှာတစ်ချိန်3နိုင်မှာတစ်ချိန်စီဝေးထိုင်ပြီးတဲ့အခါမှာကျွန်တော်တို့မတည်ငွေဖြစ်တဲ့ကျပ်သိန်း1000စပြီးတော့ကျွန်တော်တို့မတည်ပြီးတော့စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါတယ်အဲဒီသိန်း1000ကတော့ကျွန်တော်တို့ဆိုတော့ပြောတဲ့ဒီကျန်းမာရေးပိုင်းဆိုင်ရာပစ္စည်းများနောက်တစ်ခါစားနပ်ရိက္ခာနဲ့ပတ်သက်လို့ဒီကျွန်တော်တို့lockdown လုပ်ထားတဲ့ capital ကိုအဓိကဥတည်ပြီးတော့ကျွန်တော်တို့ကစီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါတော့ကနဦးအဆင့်သိန်း1000ဖြစ်ပါတယ်အဲဒီချိန်မှာပဲထပ်ပြီးတော့အလူငွေတွေနဲ့လူမှုဝန်ကြီးထပ်မံလှူဒန်းငွေ25သိန်းရတဲ့အခါမှာကျွန်တော်လက်ရှိပြင်ပလှူဒန်းငွေကတော့ကြမ်းမြတ်ပဲသိန်း90နီးပါးကျွန်တော်တို့ထဲမှာရှိပြီးတော့အစိုးရမတည်ငွေကတော့ကျွန်တော်တို့ဘူလာတောက်ကြနေရသိန်း200ဒီနေ့ထပ်မံထုတ်တဲ့သိန်း800နဲ့သိန်း1000အားလုံးပေါင်း1100နီးပါးခန့်စတင်မတည်ပြီးတော့မှဆောင်ရွက်လျက်ရှိပါတယ်ဒါတော့လက်ရှိအခြေအနေပါအဲဒီကတ်တွဲကိုကျွန်တော်တို့အခြေခံပြီးတဲ့အခါမှာကျွန်တော်တို့ဒီဆိုတော့ကျွန်တော်တင်ပြခဲ့သလိုဒါဝန်ကြီးများဥဆောင်သောအဖွဲ့ပြည်내အစစ်ကြီးကြပ်ရေးအဖွဲ့တွေကနေပြီးတော့မှဝန်ကြီးဒါလေးကန်လိုက်ပါကိုအောင်ဆိုဥဆောင်ပြီးတော့မှကျွန်တော်တွားရောက်ပြီးတော့မှမနေ့ပြန်မှာတိတိမ်ကိုတွားရောက်ပြီးတော့မှကျွန်တော်ဆိုတော့တင်ပြခဲ့တဲ့လုပ်ငန်းစဉ်များကိုတွားရောက် survey တွားရောက်မှဆောင်းမှာဖြစ်ပါတယ်အဲ့လိုဆောင်းလိုက်တဲ့ပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့လက်ရှိစောင့်ကြည့်တဲ့ထိတွေ့ခဲ့တဲ့လူနာတွေရဲ့ဒီ outbreak ဖြစ်မဖြစ်ဆိုတဲ့အပေါ်မှာကျွန်တော်တို့ကသုံးသပ်သွားမှာဖြစ်ပါတယ်အဲ့တော့ outbreak ဖြစ်နိုင်တဲ့အနေအထားရှိတယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းဒေသပြည်နယ်အစိုးရအားလုံးကိုနိုင်ငံတော်ကနေပြီးတော့မှအဲ့လိုအရေးပေါ်ဖြစ်ပေါ်လာခဲ့ရင်သုံးစွဲနိုင်အောင်ဆိုပြီးတော့ဒီတိုင်းဒေသပြည်နယ်အားလုံးကိုနိုင်ငံတော်ကနေမှ1 billion စီကျွန်တော်တို့ရဲ့ budget ထဲမှာထည့်ထားပြီးသားဖြစ်ပါတယ်တိုးတော့အဲ့1 billion ကတော့ကျွန်တော်တို့အစီအစဉ်နဲ့ကျွန်တော်တို့ချက်ချင်းထုတ်သုံးလို့ကျွန်တော်တို့မရဘူးပြည်တော်စုကိုတင်ပြပြီးတော့မှသုံးရတဲ့ငွေဖြစ်ပါတယ်ငွေကတော့လက်ထဲမှာရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းနိုင်ငံတော်မှာရှိတဲ့လူကြီးများတိဖို့အတွက်ဒီနေ့မနေ့မှာကျွန်တော်တို့နေပြည်တော်မှာရောက်ရှိနေတဲ့ပြည်နယ်ဝန်ကြီးချုပ်ကြီးစီကိုကျွန်တော်တို့ဒီအခြေအနေကိုတင်ပြခဲ့တဲ့အခါမှာပြည်နယ်ဝန်ကြီးချုပ်အနေနဲ့နေ့လယ်2နာရီမှာဒုတိယသမ္မတကြီးအပါအဝင်နိုင်ငံတော်အကြီးအကဲများအားလုံးကိုလိုအပ်လို့ရှိရင်ဒီရေးပေါ်ရန်ငွေ1 billionကိုထုတ်ယူသုံးစွဲဖို့
မူအားဖြင့်ကျွန်တော်ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ပါတယ်ဒါကတော့လက်ရှိကျွန်တော်တို့မနေ့ကမှသွားရောက်ပြီးလေ့လာမယ့်အခြေအနေ quarantine ဆက်ပြီးလုပ်ထားတဲ့အခြေအနေ lockdown လုပ်ထားတဲ့အခြေအနေပေါ်မူတည်ပြီးတော့မှ outbreak ဖြစ်လာခဲ့တဲ့အပေါ်မူတည်ပြီးလိုအပ်ရင်လိုအပ်သလိုရန်ပုံငွေများကိုပြည်တော်စုရဲ့ခွင့်ပြုချက်နဲ့ဆက်လက်ထုတ်ယူသုံးစွဲစီမံခန့်ခွဲသွားမှာဖြစ်ပါကြောင်းနဲ့ထပ်မံလိုအပ်မှုရှိပါကလည်းပြည်တော်စုတို့ဆက်လက်တင်ပြသွားမှာဖြစ်ပါကြောင်းလက်ရှိဆောင်ရွက်မှုအခြေအနေကိုတင်ပြအပ်ပါတယ်ဒီကျန်းမာရေးဌာနအနေနဲ့ကဒီဇန်နဝါရီ29ရက်နေ့ကနေစပြီးတော့ကျွန်တော်တို့ recorder နေဆက်နောက်ကျွန်တော်တို့တွန်းဆန်မြို့နယ်ဒါခိုင်နောက်ជីခါဘကခင်မန်းနေဆက်မှာကျွန်တော်တို့ရဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူဒါသက်ဆိုင်ရာဒီ recorder ဆိုလာဝကအပါဝင်ပေါ့အခြားဌာနဆိုင်ရာများရရွာအခြေပြုလူများနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့နေ့စဉ်ဝင်ရောက်လာတဲ့သူတွေကိုကျွန်တော်တို့ဒါ fever service လုပ်ခဲ့တာယနေ့အထိဆောင်ရွက်နေစေဖြစ်ကြောင်းဖြေကြားရပါတယ်ဒီဘက်ကအခုနစာစီ6လမ်းပိုင်းကတော့ကျွန်တော်တို့ဒါဒီအဝင်ထွက်ကတော့ကျွန်တော်သိရတဲ့လောက်ကတော့ရေဖြတ်ပြီးတော့သွားရတယ်ဆိုတဲ့အတိုင်းအတာတွေကျွန်တော်သိရပါတယ်သိပြီးတော့ဒါဟိုလောလောဆယ်မှာတော့အဲ့နားမှာတော့ကျွန်တော်တို့ကတာဝန်ချထားဖို့တော့မရှိသေးပါဘူးတိုးတော်လည်းဒီနေ့အချိန်တွေစဖြစ်တာစပြီးတော့နေရာတိုင်းကိုကျွန်တော်တို့ကအများနဲ့ alert လုပ်ထားပြီးတော့သက်ဆိုင်တဲ့အပိုင်းကကျန်းမာရေးဝန်ထမ်းကိုဒါနဲ့ပတ်သက်ပြီးတော့စောင့်ကြပ်ကြည့်ရှုဖို့သက်ဆိုင်ရာဒေသအာဏာပိုင်ရက်ကြီးအာဏာပိုင်နဲ့ပေါင်းဆက်ပြီးဆောင်ရွက်ဖို့ကျွန်တော်တို့ပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ခုနေ့ထိတော့ခုန post 3ခုကတော့ခုထိကိုဇန်နဝါရီ29ရက်နေ့ကစပြီးတော့ဒီနေ့ထိမပြတ်မကွက်အများနဲ့စောင့်ကြပ်ကြည့်ရှုနေပါတယ်